မမဆောင်နေရှိကုန်ဥပမာပါဠိဆိုလို့ရှိရင်ဆရာပြောဆရာရှင်းပြနေတဲ့အကြောင်းအရာတွေဆရာပြောမဲ့အကြောင်းအရာတွေနဲ့စကားလုံးတွေအကုန်လုံးကိုကိုကသိနေတယ်ဒါပေမဲ့ဆရာပြောလိုက်တဲ့အတန်ကိုနားမလဲဘူးအဲ့လိုပုံစံမျိုးဆိုလို့ရှိရင်သူပြောချင်တာဘာမှမသိဘူးအဲ့လိုပုံစံမျိုးဖြစ်တယ်ပြီးလို့ရှိရင်ကျတော့အဲဟိုဗာလဲအဘိဓမ္မာတို့ခုနကပြော Chinese Buddhism တို့ဆိုလို့ရှိရင်ကျတော့စာဖတ်ဆိုဖတ်တော့ဖတ်လိုက်တာပဲschool က Chinese Buddhism ဆိုလို့ရှိရင်လည်းစာအုပ်ပေးထားတယ်အဲ့ဒီစာအုပ်ကိုဖတ်တယ်ဒါပေမဲ့နားလည်လားဆိုတော့နားမလည်ဘူးဘယ် point ကိုအဓိကယူပြီးတော့လောကမှမှန်းလည်းမသိဘူးအဲ့လိုမျိုးကြီးဖြစ်တာလေအဲ့လိုမျိုးလမ်းပြောက်နေတယ်မျိုးပဲစာလုံးရင်လည်းပြီးရင်အဘိဓမ္မာဆိုလို့ရှိရင်ပို့စိုးဒါဒီမဲ့သူကလေအဘိဓမ္မာကိုလေရိုးလေးပဲဆိုလို့ရှိရင်ရရင်နားလည်ပြီဒါပေမဲ့ Sanskrit တင်လည်းရောလာပြီဆိုလို့ရှိရင်အဲ့ဒါလည်းကိုခက်တယ်ငါလို့အသေးစိတ်မသွားတော့ဒီမသွားတော့ဘယ်လိုလဲဆိုဥမာအရင်ဆိုလို့ရှိရင်ကအရင်ပြောလေ school က Chinese Buddhism ကပထမနားလဲတယ်ကွာဥမာငါတို့ရဲ့အတန်းထားတဲ့နေရာပုံစံရောနေထားရအောင်ပြီးတော့ဆရာတင်တဲ့ပြီးတော့သူ့ရဲ့ accent အဲ့ဒီ pronunciation တွေမရတာကိုကျွန်တော်ဆိုငါဆိုလုံးဝနားမလဲအဲ့တော့အဲ့ဒီဘာသာရဲ့တင်တဲ့နေ့ဆိုရင်ငါ like ကိုမကြည့်တော့ပထမစကားဟုတ်တယ်ပထမတစ်ခုရတယ်နောက်ပိုင်းဆိုမလုပ်တော့အကြောင်းဘာလုပ်လဲဆိုနောက်ပိုင်းမှာဘာကူကအရင်တစ်ပတ်ကစပြီးတော့ထင်တယ်အဲ့ဒီဘာသာရဲ့ကငါဘယ်လိုလုပ်လိုက်လဲဆိုလို့ရှိရင် okay ငါဒီစာအုပ်မလုပ်လည်းမရတော့ဘူးဆိုတော့လေဘယ်လိုလုပ်လဲဆိုပေါ် point နေပေးတယ်မလားသူပေးထားတဲ့စာအုပ်တွေရှိတယ် reference တွေရှိတယ်အဲ့ဆိုအဲ့ဒီ PowerPoint နဲ့ reference တွေကိုယူပြီးတော့အားလုံးလူငယ်တွေအကုန်လုံးသုံးပါတယ်ကွာဒီလို honestly ပြောရမယ်ဆိုလို့ရှိရင် AI သုံးတယ် ChatGPT သုံးတယ်အခြား website တွေများတယ်ဒါပေမဲ့ ChatGPT ကတော့နည်း avoid လုပ်ဖို့တော့ပြောထားတယ်အဲ့ဒါအခြားဥစ္စာသုံးပြီးတော့ okay ဒီစာမျက်နှာဒီ PowerPoint နဲ့ဒီဥစ္စာမှာဆိုလို့ရှိရင်အရင်ဆုံးက file နဲ့ကနေပြီးလက်ပြီးတော့ဒါနဲ့တက်ဆိုင်တဲ့ page တွေရှိတယ်တေချာတဲ့က focus ထားလိုက်လို့ရှိရင်တကယ်တွေ့တော့ငါဆိုလို့ရှိရင်အဲ့တွေ့လဲတွေ့ပြီးတော့ခါမှာစိတ်ကတက်တာသွားတကယ်တော့ကိုကအရင်မရဘူးဆိုတော့ရအောင်တိလိုက်သွားမှာကိုပြီးနည်းနည်းတက်တာတယ် stress ကြ online ပေါ်ပါရှာလိုက်တာပေါ့ online ပေါ်မှာရှာတယ်ကွာဆရာပြတဲ့စာအုပ်နဲ့လည်းနည်းတွေ့တယ်အဲ့ဒါမှတခါ line ပေါ်ကနေ Google မှာသွားရှာလိုက်တဲ့ခါမှာတွေ့တယ်အနည်းဆုံးတော့ detail မဟုတ်ရင်တော့မှကွာအကုန်လုံးခြုံပြီးတော့ကွာ summary လုပ်တဲ့ပုံစံမျိုးနဲ့ဆိုတော့အဆင်ပြေသွားတယ်အဲ့ကြတော့နည်းနည်းကိုယ့်အတွက်စိတ်ပြေသွားတယ်အဲ့ဒါနည်းနည်းတစ်ခုပဲဆိုပြီးတော့ပေါ့ပေါ့ပါဖြစ်သွားတယ်မရီယာခက်ခဲရှိတယ်ခက်ခဲလို့ပြောလိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိကိုလုံးတင်နေရတာတူတူရဲ့လို့ဒီ subject ပေါ့နားလည်နိုင်စွမ်းလို့ဘောနော်ဆိုလာ college မှာလည်းရေးချခက်ခဲလို့နောက်တစ်ခုက community လို့ရတာတော့ပြောရတာ communication လို့ရတာနည်းနည်းလေးခက်ခဲပေါ့လို့အခုနီးနာရောတော့မားလေးကြည့်နေပေါ့ဟုတ်တိုင်းနာရတော့ကိုကလေဘာလို့အကြောင်းသားချင်းတူတူခွဲချအောင်ဆိုပြီးတော့လေလိုက်ပြီးတော့နေတယ်နောက်ပိုင်းရောက်တော့ခွဲချတာမခွဲချတာဒါသူကိစ္စပေါ့ကိုစိတ်ထဲကနေပြီးတော့လက်ခံလို့ရှိရင်လက်မခံလို့ရှိရင်အဲ့ဒါကိုယ့်အတွက်ဘာမပြုတော့ဆိုပြီးဒီလိုလေးရှိလိုက်ခွဲချတာခွဲချတာသူခွဲချတယ်ကိုကတရားရုပ်ဆက်ပေးနေရမှာပဲပြီးတဲ့အတွက်သူခွဲချတယ်ကိုကဆက်တင်ရတယ်အဲ့တော့ကိုဟာကိုပဲကိုအားဆက်ရတယ်ခွဲချတာမခွဲတာရတယ်ထားတယ်ကိုဟာကိုလုံးကိုကြည့်ပါလေမသိစလို့ဟာဆောင်လိုက်အဲ့ဆိုရင်ဒီပါဠိဟာဗုဒ္ဓဆယ်ကြီးတက်မဲ့တခြားညီငယ်ညီမငယ်လေးတွေပေါ့နော်ကိုယ်ရဲ့ဂျူနီယာလေးတွေဟုတ်တယ်ဘယ်လိုလက်ဆောင်လေးနည်းနည်းလိုပါငါရင်ဆက်ပြလိုက်မယ်နော်ဆိုလို့ရှိရင်ကိုကဒီ BA Buddhist study ကိုပဲတက်နေတဲ့လူပဲဖြစ်ဖြစ်ဘယ်လို BA Buddhist study ကို join မယ်ဆိုတဲ့လူပဲဖြစ်ဖြစ်ကွာဘယ် major ကိုပဲတက်မယ်ဆိုတဲ့လူဖြစ်ကွာလာမယ်ဆိုလို့ရှိရင်အရင်ဆုံးကိုလုပ်နေရင်လည်းမှကို subject တွေကိုလည်းလေ့လာမယ်ပြီးလို့ရှိရင်ကိုသွားမဲ့ career ကဘယ်ဥစ္စာလဲမှကိုကဘယ်ကို focus ထားချင်လဲအဲ့အတွက်ကိုမူတည်ပြီးတော့လောက်ထားတင်တယ်ပြီးလို့ရှိရင်လည်းစိတ်တဲ့ကြနေမယ်ဆိုတော့ဖြည့်ရှင်းတဲ့နည်းလေးတွေရှာမယ်ဒုနေတော့ဒီတော့တွင်ဒီနှစ်တွေတွင်ကအရင်အဆင်မပြေကြအောင်အဲ့ဒီအတွက်ကိုနဲ့အဆင်ပြေမဲ့အရာကိုအတွက်စိတ်ပြေမဲ့အရာလေးတွေရှာပြီးတော့ဝါကို80ပါလို့ဒါလည်းဖြည်းဖြည်းပဲသွားနေတောင်မှကွာမရက်နေပြီးရောလိတ်လို့ပဲပေါ့အဲ့လိုပဲစိတ်ပြီးချင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဗုဒ္ဓဇင်ဘွယ်ကြီးကင်ပြီးတော့ဘာလုပ်မှလဲဆိုတဲ့လူတွေအတွက်ပေါ့နော်ကင်ထားမယ်ပေါ့နော်ကျွန်မ certificate ကင်ထားတယ်ကျွန်မ certificate လေးပြပါမယ်အဲ့ဒီဗုဒ္ဓဇင်ဘွယ်ကြီးယူပြီးဘာလုပ်မှလဲဆိုတာတကယ်တော့အဲ့ဒီပေးလိုက်ရတဲ့၄နှစ်ဆိုတာကိုယ်ရှောက်မဲ့ဘဝခရီးလမ်းအတွက်အများကြီးအထောက်အကူဖြစ်တဲ့ဘယ်လိုလဲတန်မိုးရှိတဲ့၄နှစ်ပေါ့နော်တန်မိုးရှိတဲ့အချိန်လေးပါလို့ဘာလုပ်မှလဲဆိုတာမဟုတ်ကိုယ့်အတွက်တန်မိုးရှိတဲ့အရာတွေထောင်းမှာကကြတော့လက်ရှိပြည်တော့ကမှာပြောနေတာအနာဂတ်တွေပြီးခဲ့တဲ့တိတ်တွေပြီးခဲ့တဲ့တိတ်ဆိုပြင်လို့မရတော့ဘူးအနာဂတ်ဆိုတာလည်းဒါလည်းမသိဘူးစိတ်ကူးနေတယ်ဒီမှာအချိန်ကကြောက်သွားလိမ့်မယ်ပြောနေကြတာပဲ be happy be happy be happy ဟောမြောက်ကြောက်ကလည်းခရုဆိုင်ကြအောင်ဒီလိုမျိုးနေတော့ချွတ်နေပြောလိုက်ပါလေဒီကောင်ချက်အနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်အခုလိုမျိုးစကားဝိုင်းကြီးလုပ်ပြလိုက်လို့ဘုရားရှင်ရွေးချယ်ရမယ်လို့ပြောချင်တာပေါ့အဓိကကိုဘာဟိုပဲရွေးချယ်ဘုရားရှင်ပဲရွေးချယ်တခြား subject တခြား major ပဲရွေးချယ်မရွေးချယ်ခင်မှာ number 1သိချာစဉ်းစားပါဟ
ကိုကတက်နေနဲ့နောင်တရရမျိုးမဖြစ်အောင်လမ်းပြောင်းနေရမျိုးမဖြစ်အောင်လမ်းစားတအားကြီးရှာနေရမျိုးမဖြစ်အောင်ဒီဘဝတေးချာချာစဉ်းစားပါတကယ်တက်ချင်တာလားတကယ်လိုချင်တာလားအဲ့အပြင်ဘာလုပ်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုတခါလေးစဉ်းစားနေပါရှာရွေးချယ်ဖို့ပါလို့ပြောချင်တယ် အမေဒါခါလေးကြာလေကိုရွေးချယ်မှုတွေကနေပြီးတော့ငါတို့လည်းဆိုလိုက်ငါတို့ရွေးချယ်မှုမှားတယ်လို့မှားတယ်မဟုတ်ဘူးအဲရွေးချယ်မှုတွေကနေပြီးတော့ငါတို့တွေပို့ပြီးတော့ရွေးချယ်လို့လေနောင်တရကြတဲ့နေပြီးတော့ကိုယ့်အတွက်တမိုးရှိတာဖြစ်သွားတာ ဟုတ်တယ်လူဆိုတာတစ်ချိန်တစ်ခါတော့အမားတော့လုတ်တက်မှာပဲတစ်ချိန်တစ်ခါမကောင်းအများကြီးတော့လုတ်နိုင်တယ်ဒီကအဲ့အမားလေးကနေပြီးကိုရုံးထွက်ပြီးတော့အဲ့အမားကိုအဲ့လိုကိုယ့်ရဲ့ခြေလမ်းကိုဘယ်လိုအသုံးပြုရလဲဆိုတော့စဉ်းစား ကဲမယ်ဆိုအချို့အရာတွေဆိုလို့ရှိရင်လည်းကိုလွတ်လွတ်လပ်ဒါလွတ်လွတ်လပ်စကားဝိုင်းမလို့အမိုင်းအများကြီးပါလိမ့်မယ်ဒီထဲမှာဒါပေမဲ့ကိုပေးခြင်းတဲ့ message ကကျတော့ကိုဘဝမှာစိတ်ကြကြကြတယ်အများကြီးပဲရှိနေတယ်ဆိုလို့ရှိရင်တော့မှကိုကဘယ်လိုနီလန်းနဲ့ဖောက်ထွက်မလဲအနည်းဆုံးနီလန်းတော့ရှိမှာပဲလူငယ်တယောက်နေနဲ့ပေါ့ကိုတွေကအသက်ကမှ20ကျော်ဝန်းကျင်နေရှိသေးတယ် တော့ဘာထမ်းမှာ ပတ်စံအကြောင်းလည်းမတွေးနဲ့တမယဗလိမ့်မယ်ဆိုတဲ့အကြောင်းလည်းမတွေးနဲ့ကိုလန်းကိုဘယ်လိုသွားမလဲဆိုတာတွေးအဲ့ဒါပဲအဓိကပဲနော်အဲ့ဒါပေးခြင်းတဲ့ message ပဲ ဆိုတော့သူတို့ပြောသွားတယ်ပြောပြအောင်ပြပြီးတော့မလို့တော့ပေါ့နော်အားလုံးပြည့်ပြည့်စုံနေဆိုတော့တော်တော်လေးကြာသွားဆိုတော့ဒီနေ့ဗီဒီယိုဒီမှာပဲရိုက်ပါမယ် ကင်မရာမန်တွေကိုလည်းကျေးဇူးပါ ဒီဗီဒီယို join ပေးတဲ့တကယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဟုတ်တယ်တာ bye bye Yeah.